ဟုတ်ကဲ့အားလုံးပဲနော် YouTube live မှာရှိတယ်ကျွန်တော်ရဲ့ 2D ချင်းမစ်ဆွေတွေအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေအားလုံးပဲလူမျိုးရေးစီးပွားရေးစသရာရာအားလုံးပဲအဆင်ပြေကြပါစေပေါ့နော်အားလုံးပဲကိုအောင်ကျန်တဲ့ဘက်ကဇာတုပတ်တိပေးတာ၄ပတ်တိအင်္ဂါတော့မကျော်ဘူးနော်အခုဒီတစ်ပတ်မှာကျွန်တော်ဇာတုပတ်တိလေးကိုတင်ပေးလို့အချိန်မရသည့်အတွက်နော်ဒီအင်္ဂါဗုဒ္ဓဒီနေ့စာတော့ကိုမကနေပြီးတော့လာရောက်ပြီးတော့ဒါဇာတုပတ်တိနော်ဒါဗုဒ္ဓမကျော်ပေါ့နော်2ရက်ပဲဆော့ရမယ်ကိုကိုမကြီးကနေပြီးတော့ဒီဇာတုပတ်တိကိုပဲစိတ်ဝင်စားနေတဲ့ mystery နော်အားလုံးပဲဒါ free ဝင်ယူရမယ်နော် free ဝင်ကြည့်သွားနော်ဒါကိုမကနေပြီးတော့ free တင်ပြီးတာစေတနာတက်တက်နဲ့တင်ပေးတာကိုမကြီးဘက်ကနေပြီးတော့ပြန်လုပ်ပေးရပါကနော်ကိုရဲ့ channel လေးကိုမြင်တာတွေ့တာနဲ့ကိုမကြီးအားလုံးပဲ channel ကိုဒီဥဆုံး subscribe နှိပ်ကြပါဘေးရပြီးရင်ခေါင်းလေးကိုနှိပ်ပြီးတော့ဖွင့်သွားဒါဆိုရင်ကိုရဲ့အခုမှတွေကကိုရဲ့ဗီဒီယိုဖိုင်အတစ်ကလေးတွေတင်နေမှာမြင်ရမှာတွေ့ရမှာဖြစ်တယ်ဒါကြောင့်မို့နေ့တိုက်ကလေးတွေလည်းပုံမှန်တင်ပြီးတော့မှာဖြစ်တယ်เนาะကိုဘက်ကနေပြီးတော့ဒါကိုရဲ့အခုမှတွေကြိုက်တယ်ကိုပြောတာကိုကိုအောင်ကဏ္ဍလေးတွေကိုလိုက်ဆော်တာအဆင်ပြေကြတယ်ကြိုက်တယ်ဆိုပြီးเนาะကိုရဲ့ mystery ချစ်တော် mystery တွေကနေပြီးတော့လိုက်လက်မလေးတွေနှိပ်တာเนาะပြီးရင်share လို့ရနေရလိမ့်မယ် share ပေးတာမျှဝေလို့ရနေရလိမ့်မယ်မျှဝေပေးတာဒါဆိုရင်ကျွန်တော်ရဲ့ချစ်တော် mystery တွေအတွက်เนาะကိုယ့်ဘက်ကနေပြီးတော့ရွေးထုတ်ထားတဲ့ဒါဇာတုပတ်တိတစ်လုံးနဲ့မင်းရောနှစ်ကွက်ကိုနှစ်ကွက်သေးကိုကိုယ်ဒီညတစ်ခါလေးပြုတ်သွားမှာဖြစ်တယ်ဒီကနန်းဒီပေါက်သွားခဲ့တော့ရှိရင်ရသွားခဲ့တော့ရှိရင်ပေါ့เนาะဒီကနန်းလေးထွက်သွားလို့အောင်မြင်သွားတယ်ဆိုရင်ကိုယ်ပိုင်ကိုယူเนาะကိုယ်ကိုလွှဲပေးစရာမလိုဘူးကိုယ်ကနေပြီးတော့စေတနာနဲ့ပေးတာကိုယ်စေတနာလေးကိုတုံ့ပြန်တဲ့အနေနဲ့เนาะကိုယ်ရဲ့ဗီဒီယိုဖိုင်လေးကိုအများမြင်အများပါအောင်ပေါ့เนาะကိုတယောက်တည်းပေါက်ပါကြီးဆိုတဲ့မထားပဲနဲ့เนาะရှယ်လို့ရရင်မှရှယ်ပေးတာမျှဝေလို့ရတဲ့နေရာလေးတွေမှာမျှဝေပြပါလို့ကိုယ်မကနေပြီးတော့တောင်းဆိုချင်ပါတယ်ပေါ့เนาะကိုမအားလုံးပဲရှယ်ပေါက်တီးနဲ့เนาะကျွန်တော်ရှယ်ပလန်ကျွန်တော်ရှာထားတဲ့ site เนาะလူ site ရနဲ့ကိုဘက်ကနေပြီးတော့အကောင်းဆုံးကြိုးစားထားတာကိုကိုရဲ့ mystery တွေကယူကြည်နေနဲ့လိုက်ပြီးတော့သုံးလို့အဆင်ပြေတဲ့အကူမတွေတော့အဆင်ပြေလို့ပေါ့เนาะဒါကြောင့်မလို့ကိုကူမတွေအားလုံးကိုအဆင်ပြေအောင်ကိုမကနေပြီးတော့လာရောက်ပြီးတော့ညဝေပေးတာလေးကိုကိုရဲ့ချစ် mystery အားလုံးပဲเนาะဒါလိုက်မှတ်တာเนาะအခုဆိုရင်ဒါအင်္ဂါเนาะအင်္ဂါလေး1ရက်နေ့ရင်စမယ်เนาะ1ရက်နေ့ကနေပြီးတော့2ရက်နေ့အထိပေါ့เนาะဒါဇာတုပတ်တိဒါဒီ2ရက်ပဲဆော့ရမယ်အဲ့ဒါကိုစိတ်ဝင်စားရင်ကိုမတွေကနေပြီးတော့လိုက်မှတ်ထားပါပတ်တိကတော့တုံညပတ်တိเนาะတုံညပတ်တိကိုထိုးရမှာကတုံည8နဲ့တုံည9ဒီနှစ်ကွက်တည်းเนาะတုံည8တုံည9တုံညပတ်တိဇာတုပတ်တိအင်္ဂါဗုဒ္ဓဒီ2ရက်ပဲဆော့ရမယ်เนาะကိုယ့်ရဲ့မတွေယုံကြည်တယ်ဟောထိုးခြင်းကြတယ်ဆိုရင်တော့အကြိုက်တူရင်တော့လိုက်ဆော့ဘာဖြစ်လို့လဲဆိုကိုအောင်ကလည်းကိုအောင်ဆော့တဲ့ကဏ္ဍကိုတင်ပေးတာဒါကြောင့်မလို့ကိုမရဲ့ကိုရပါကြီးဆိုတဲ့စိတ်ဆန္ဒတစ်ခုတည်းပဲလာတင်ပေးတာเนาะအားလုံးပဲကိုအောင်ပေးလိုက်တဲ့ကဏ္ဍလေးဒီအဆင်ပြေသွားတယ်ဆိုရင်ကိုအောင်ကျင့်တတ်တယ်ဝမ်းသာတယ်ပီတိဖြစ်တယ်ဒါကြောင့်မလို့ကိုအောင်ဘက်ကနေပြီးတော့ဒါအမြဲတမ်းတစ်စီပုံမှန်မတင်ပေးနိုင်တာကတော့ကိုအောင်ကိုနားလေခွင့်လုပ်ပေးကြပါအားလုံးပဲကျွန်တော်တစ်ခါလေးထပ်ပြပြမယ်တတိဒီမှာဆိုရင်เนาะ3968เนาะ3968ကိုဒါအာပြီးတော့ဒါတတိဒီမိတ်ဆွေများကလည်း3968ကိုလိုက်ပြီးကစားပါဒါလည်းကျွန်တော်မြတ်တာလက်ဆောင်နေနဲ့အာပြီးတော့ကစားเนาะမြတ်တာလက်ဆောင်နေနဲ့ပြောပြတာ3968 comment เนาะတချို့ကเนาะကြည့်ပြီးသွားပြီးတော့ comment လေးတောင်ရေးပြီးအဆင်ပြေလို့ရေးခဲ့မယ်ဆိုရင် comment လေးတွေမှာလည်းဝင်ရေးလို့ရပါတယ်ကိုနှစ်တက်ရလေးတွေအကြံလည်းပြုလို့ရပါတယ်เนาะကိုအောင်ဘက်ကကိုအောင်ကဆရာဘယ်လိုပြောမလဲဆိုကိုအောင်ရတာလေးနဲ့ပဲကိုမျှဝေတာเนาะဒါကြောင့်မလို့ကိုအောင်ရဲ့ကိုလိုအပ်ချက်ကလေးရှိနေဒါပြောမယ်ဆိုရင်တော့အကြံပြုလို့လေးရတယ်เนาะတယောက်ကြောင့်အတီးချင်းလေး play လို့ရတယ်ပေါ့เนาะကိုအောင်ကဒီလိုမျိုးဘာကြောင့်လဲဆိုတော့ကိုအောင်မတင်ပေးဘူးနေတိုင်းမတင်ပေးဘူးဆိုတော့ကကိုအောင်မအားလို့เนาะအခုကရင်တောက်လျှောက်အားပြီးကိုအောင်ရဲ့ miss ကိုအကောင်းဆုံးလှလှပပဖြစ်အောင်ဟောတင်ပေးမယ်အားလုံးပဲเนาะအားလုံးပဲမင်္ဂလာရှိတော့ညာချမ်းလေးရပြီကိုကူမကြီးအားလုံးပဲအစသာရလူမျိုးရေးစီးပွားရေးအစသာရအဆင်ပြေကြပါစေပေါ့เนาะကိုဆူတောင်းပေးလိုက်တယ်အားလုံးပဲစိတ်ရင်ချမ်းသာရင်ကိုညမကြီးမပြေလို့နိုင်ကြပါသေးအားလုံးပဲเนาะတိုင်းစီမှာငွေထောက်နိုင်ကြပါသေးเนาะနေ့တိုင်းအတွက်ကတော့ကိုမနက်ဖြန်မှာထပ်တင်ပေးမယ်เนาะမနက်ဖြန်ရရင်ရလို့ထပ်တင်ပေးမယ်ကိုရဲ့ channel လေးကို subscribe နေတိုင်းဒါအမြဲတမ်းမြင်ရမယ်တွေ့ရမယ်အားလုံးပဲစိတ်ရင်ချမ်းသာရင်ကိုညမကြီးပြေလို့နိုင်ကြပါသေးအားလုံးပဲပတ်မယ်